ဗိုလ်ချုပ်မင်းအောင်လှိုင်စာကျွန်တော်ရှက်မိပါတယ်ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်မှာသူဟာအလွန်ရှက်စရာကောင်းတဲ့အပြုအမူတစ်ခုကိုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလှဲနေလှေအောင်မြင်းဆောင်မကြအားလုံးအရှက်ရလောက်တဲ့အပြုအမူပါထောက်ခံသူရောစန့်ကျင်သူရောရန်သူရောမိတ်ဆွေတွေပါမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းအရှက်ရလောက်စရာကိစ္စပါမြန်မာပြည်သူအားလုံးရဲ့မျက်နှာကိုအိုးမဲတုတ်တဲ့အလုပ်ရပါအားလုံးလည်းဒီအကြောင်းကိုသိကြပြီးသားပါကျွန်တော်ကသတင်းကိုပြောမှာမဟုတ်ပါဘူးသတင်းသုံးသပ်ချက်ကိုပြောမှာပါသူလုပ်ခဲ့တဲ့အလုပ်သူပြုခဲ့တဲ့အပြုမှုဟာဘာကြောင့်ရှက်စရာကောင်းတယ်လဲဘာသဘောနဲ့သူအဲ့ဒါလိုလုပ်ခဲ့တယ်လဲအဲ့ဒီအပြုမှုကဘာတွေကိုဖော်ပြသွားတယ်လဲဆိုတာတွေကိုကျွန်တော်ကသုံးသပ်တင်ပြမှာပါဒါအပြင်မှာဒီလုပ်ရက်ကဘယ်သူတွေကိုအရှက်ရစေတယ်လဲသူအဲ့ဒါလိုလုပ်သွားတဲ့အတွက်ဘယ်သူတွေရှက်တင်တယ်လဲဆိုတာကိုပြောပြချင်တာပါခင်ဗျားတို့တော့မသိဘူးဗျာကျွန်တော်တော့ရှက်တယ်အဲ့ဒီလိုရက်ကိုမြင်လိုက်ရတဲ့အချိန်မှာမျက်နှာကိုရှိန်ကနေပူကနေဖြစ်သွားအောင်ကိုရှက်မိပါတယ်ကိုတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်တာဘာရှက်စရာရှိတယ်လဲလို့တချို့ကပြောချင်ပြောကြပါလိမ့်မယ်ကိုတင်ထားတဲ့ခေါင်းဆောင်မဟုတ်ပေမဲ့လည်းရှက်စရာကောင်းသေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြချင်တာပါပြောလဲပြောပြချင်ပါရဲ့ရှက်လဲရှက်ပါရဲ့ဗျာကဲအစကနေပဲပြန်ပြောရအောင်ပါဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အကြောင်းဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ဒီခီးစဉ်ကဘယ်လို့မှအကောင်းကျိုးပေးမဲ့ခီးစဉ်မဟုတ်ပါဘူးတောင်းမို့ရံမို့သွားတဲ့ခီးစဉ်ဆိုတာကတော့မြေကြီးလက်ခတ်မလွဲနိုင်လောက်အောင်ကိုသိကြပါတယ်ဘာတွေသွားတောင်းတာဖြစ်မလဲဆိုတာကတော့ရနိုင်တယ်မြတောင်းမှာပါပဲဒါကယုံမတန်တရားဖြစ်စရာမရှိပါဘူးအဓိကတောင်းမဲ့အထက်မှာတော့စစ်ရေးနဲ့ပတ်သက်တာတွေပါမှာပါရုရှားကိုအရင်ကတည်းကစစ်ရေးနဲ့ပတ်သက်ပြီးတော့မိကိုနေကြစစ်ရေးနဲ့ပတ်သက်တဲ့နည်းပညာတွေရုရှားစီကတောင်းနေကြအခုသူအာဏာသိမ်းပြီးတဲ့နောက်မှာလဲသူ့ကိုလူတူနိုင်ငံခေါင်းဆောင်အဖြစ်နဲ့လက်ခံဆက်ဆံတာဆိုလို့ရုရှားတနိုင်ငံပဲရှိတာကိုအားလုံးအသိပါဒါအပြင်အခုရုရှားကိုမသွားခင်လေးမှာကိုပဲပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဆိုတာကိုပြဋ္ဌာန်းလိုက်ပါသေးတယ်လွန်ခဲ့တဲ့15ရက်လောက်ကမှပြဋ္ဌာန်းတာပါအဲ့ဒီတော့တောင်းတဲ့အကူအညီထဲမှာကြေးစားတက်ငှားရမ်းအကူအညီပေးဖို့တောင်းဆိုတာမျိုးတွေလည်းမပါဘူးလို့မဆိုနိုင်ပါဘူးတစ်ဖက်မှာရုရှားကလည်းစစ်ရှိန်ရော့ကျနေတဲ့အချိန်မှာအမေရိကန်ရဲ့ဖိအားကြောင့်ယူကရိန်းခင်ဗျာမှာအာမဒန်မန်လျှော့ရမယ့်ရေးရောင်တွေမြင်နေရပါပြီတကယ်လို့များရုရှားယူကရိန်းစစ်ပြင်ငိမ့်တော့မယ်ဆိုလို့ရှိရင်ရုရှားရဲ့စစ်ကြံလက်နက်တွေကိုသမ္မတပူတင်ကသူ့အတွက်ပေါ်ချောင်ကောင်းဈေးနဲ့စွန့်ကြဲလိုက်မယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကမျှော်လင့်ချက်ထားတာမျိုးရှိနိုင်ပါတယ်အဲ့ဒါကြောင့်တောင်းဖို့ရမ်းဖို့သွားတာပဲဆိုတာလူအများလဲခံမှန်းမိကြပါတယ်ဒါပေမဲ့သူတောင်းနိုင်လဲရကြမှာတော့ရမှာပေါ့ဗျာဒါပေမဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ရှစ်မျက်နှာနောက်ထားပြီးတော့လူအောင်ကျို့လို့လူပိမသေးပါဘူးဆိုတဲ့ထုံနှလုံးမူပြီးတော့အတောင်ရန်ထွက်ခဲ့တာပါအဲ့ဒါလို့အတောင်ရန်ထွက်ချိန်မှာထူးထူးဆန်းဆန်းအလုပ်တစ်ခုထလုပ်ပါလေရောလားဗျာရုရှားသမ္မတဗလာဒီမီယာပူတင်ကိုဗိုလ်မင်းအောင်လှိုင်ကစာအုပ်တော့လက်ဆောင်ထုတ်ပေးပါတယ်ဘာစာအုပ်လဲဆိုတော့1898ခုနှစ်တုန်းကရေးခဲ့တဲ့စာအုပ်တဲ့အခုသူပေးတဲ့စာအုပ်ကိုထုတ်ဝေတဲ့ခုနှစ်ကတော့1942ခုနှစ်တည်းဗျအဲ့ဒီစာအုပ်ထဲကစာတစ်မျက်နှာကိုသူကကိုးကားပါတယ်ဖတ်လဲဖတ်ပြပါတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုးရှိတုန်းကဖျားရှင်လက်ထက်မှာသောမကြွက်မင်းဆိုတာရှိတဲ့အဲ့ဒီကြွက်ကဖျားကိုမြေစီမြေဥနဲ့ပူဇော်တဲ့အဲ့ဒါလိုပူဇော်ပြီးတော့ဖျားရှင်ကဘလို့များဗျာဒိတ်တော်ပေးတယ်လဲဆိုတော့ဤသောမကြွက်မင်းသည်ငါဖျားသာသနာ2000ကျော်သောအခါပါပမင်းတို့လက်ထက်သိုးဆောင်12မျိုးတို့တွင်ရုရှားလူမျိုးဖြစ်လက်တန်းလို့ဆိုတဲ့အဲ့ဒါလို့ဆိုရုံသာမကသေးဘူးအဲ့ဒီရုရှားရှင်ဘုရင်ဟာလက်နက်စက်ကြရှင်ဖြစ်မှာလို့ဆိုပါတယ်အဲ့ဒီရုရှားလက်နက်စက်ကြမင်းဟာမြန်မာဘုရင်နဲ့လည်းချစ်ကြည်တဲ့မဟာမိတ်ဖြစ်လိမ့်အောင်မယ်လို့ဆိုထားသေးတယ်ဗျအဲ့ဒါသမိုင်းနေဗျာခက်တော့ကုန်ပါပြီသမိုင်းဆိုတာဘာလဲဆိုတာတကယ်ကိုပဲမသိတာများလားဘာအထောက်ထားဘာကူကားမှမရှိဘဲနဲ့စိတ်ကူးပေါက်တယ်လို့ရေးတိုင်းသမိုင်းဖြစ်ရောတယ်လားဗျာမမြစိမ့်တိုက်တို့ရင်ငန်းပိုင်းဥရှင်ကြီးတို့ထုတ်ပတ်တီတို့ကိုရင်မောင်နဲ့မတ်ရွှေဥတို့လည်းသမိုင်းမဲလို့များသူထင်နေလေသလားမသိပါဘူးဗျာဟာအတီပေါက်တွေဗျာတကယ်ကိုပြောသွားတာသူ့ကိုယ်သူမြန်မာဘရင်နဲ့ငါနဲ့နော်
ရှက်စရာကောင်းလိုက်တာကျွန်တော်ဖြင့်သူပြောတာကြည့်ပြီးတော့မျက်နှာတွေတောင်ထူပူဖိမ့်ရှိန်သွားတာပါပဲယိုသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးဗျအရှက်မရှိတဲ့လူကလမ်းပေါ်တက်ပြီးတော့ဖင်ဟောင်းလောင်းနဲ့ချီထွက်ယိုရဲပေမဲ့ဘေးကမြင်ရတဲ့လူကရှက်တယ်ဗျသူကဘယင်းနဲ့ပူတင်ကြီးကစက်ကြလက်နက်ပိုင်ရှင်စက်ကြဝရေးမင်းနဲ့ပြောထွက်တယ်ဗျာပြောလဲပြောရဲပါပြီလေသူပြောတဲ့စကားကဘလောက်တောင်ပေါ်ကြောင်ကြောင်နိုင်တယ်လဲဆိုတာတကယ်ပဲမသိတော့အောင်တွတ်တွတ်ခါနေတာပဲလားဒါမှမဟုတ်ဗမာပြည်ကမဖတ်တာတွေကိုလိန်လို့ရတယ်လို့မျိုးပူတင်ကိုလည်းတွားလိန်ရင်ယုံမှာပဲလို့များထင်နေတာလားဖြစ်နေတာကတော့သူ့ကိုယ်သူတကယ်ထင်တယ်လို့သူများကိုအဲ့ဒါလိုတွားပြောရဲတာဖြစ်ဖို့များပါတယ်အဲ့ဒါဆိုရင်တော့ကျမကြီးအတွက်စိတ်စစ်တင်ပါပြီဟိုးရင်တရားလေးခေတ်တုန်းကစိတ်တစစေယုံကိုလေ့လာရေးသွားမှုပါတယ်အခုရွာသားကြီးဘက်ကိုမရွှေ့ခင်ကပေါ့ဗျာအဲ့ဒီစေယုံမှာနပိုလီယန်တို့ဗိုလ်ချုပ်အောင်ဆန်းတို့ရှင်ဘီယန်တို့ဆိုတဲ့သူတွေအများကြီးပဲဗျအခုလဲကျုပ်ကတော့ရှင်ဘီယန်ဆိုတဲ့လူမျိုးဟာစိတ်ကူတာဖို့အတွက်လိုအပ်မှာအမှန်ပါပဲသူသမီးခင်တီတက်မွန်အတွက်တောင်မှနည်းနည်းလေးရင်လေးဖို့ကောင်းပါတယ်ဒီလောက်အထိဖောက်လွဲဖောက်ပြန်နေတွေးခေါ်နေပြီဆိုမှတော့တော်တော်ကြာသမီးတော်ကိုစကြဝဠာမင်းစီဆက်တာပြီးတော့ရွှေလန်းငွေလန်းဖောက်လိုက်အောင်မယ်ဆိုရင်တော့သေပြီပဲသူ့တွေးခေါ်ကအပ်လောက်အထိတောင်မှရောက်နေတယ်ဆိုတာကိုသတိထားကြည့်ကြပါသူ့ကိုယ်သူဘယင်းလို့ထင်နေတာကတော့အမှန်ပါပဲဘယင်းစိတ်ဗရေတရစ်စိတ်မျိုးရှိနေလို့လေအခုလိုဗရေတရစ်ဆန်ဆန်အာနာရှင်ဆန်ဆန်တတ်တာဖြတ်တာတွေကိုတရားလက်လွတ်လုပ်နေတာပါပဲဒါတွေဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးတစုံလုံးဖြစ်ပေါ်နေတာပါဗရေတရစ်ဆန်တဲ့အတွေးခေါ်ဗရေတရစ်ဆန်တဲ့လောက်ရဗရေတရစ်ဆန်တဲ့ခင်းနောက်ပြန်ဆွဲမှုတွေဟာတစုံလုံးဖြစ်ပေါ်နေတာပါနောက်မှာသမိုင်းသင်ခန်းစာတွေကိုကျွန်တော်တို့ရဲ့နောင်လာနောက်သားမျိုးဆက်တဲ့လူငယ်လေးများကိုသင်ကြားပေးတဲ့အခါမှာထိုချိန်ကအာနာသိစစ်ကောင်းဆောင်ဗိုလ်မင်းအောင်လှိုင်သည်ရုရှားသမ္မတအားထိုကဲ့သို့ပြောခဲ့လေသည်လို့သင်ပေးခဲ့ရင်လူငယ်လေးတွေကဟုတ်မှာဟုတ်ပါမလားလို့တန်တရားဖြစ်ကြမှာအမှန်ပါပဲဗိုလ်ချုပ်မင်းအောင်လှိုင်ကိုမလိုလို့အပုတ်ချပြီးတော့ပြောဆိုလေသလားလို့တောင်မှထင်အောင်ထင်မှားဖြစ်ကုန်ကြနိုင်ပါတယ်တိုင်းပြည်ခေါင်းဆောင်နေရာယူထားတဲ့လူတယောက်ကအဲ့လောက်တော့ပေါ်တော်တွေရှောက်ပြောမှာမဟုတ်ပါဘူးလို့နောင်လာနောက်သားတွေကထင်ကုန်ကြနိုင်ပါတယ်နောင်လာနောက်သားအသာထားလို့ဗျာပူတင်မျက်နှာကိုပဲကြည့်ပါဦးပြုံးစီစီနဲ့မကောင်းတတ်လို့မောင်းမထုတ်တာပဲရှိပါတယ်သူပြောနေတာတွေကိုနားထောင်ပြီးတော့ရည်ကျင်ပက်ကြည့်တတိလိဖြစ်နေတာတော်တော်သိတာပါတယ်ဗျာ prediction regarding the когда позировал Мишникаро, Будда улыбнулся. Тогда его брат спрашивал, почему Будда вы улыбнете. Он сразу говорил, что это Мишникаро станет по буддийскому календарю через 2000. ဗိုလ်ချုပ်မင်းအောင်လှိုင်ပြန်သွားပြီးတဲ့နောက်သူတို့ချင်းစကားပြောကြတဲ့အခါဘလောက်တောင်များဟားလိုက်ကြမလဲဆိုတာစဉ်းစားတာကြည့်ကြပါတော့ဟာဒီเจ้าကအဲ့ဒီမှာပဲပြီးပြီးပြောက်ဖြစ်သွားလို့ရှိရင်တော်သေးတာပေါ့အခုတော့ဘယ်ဟုတ်မလဲဗျာနိုင်ငံတကာမီဒီယာတွေအထိကိုတက်သွားတာဗျို့အခုဆိုရင်ဗိုလ်မင်းအောင်လှိုင်ပြောတာကိုကြည့်ပြီးတော့တကဘာလုံးကမြန်မာလူမျိုးဆိုတာစောက်ယူတွေကြီးပါပဲလားလို့ထင်သွားတော့မှာပါပဲကဲရှက်စရာမကောင်းဘူးလားငါတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်ပဲငါကဘာလို့ရှက်ရမှာလဲလို့တချို့ကတွေးကြမှာပေါ့မဟုတ်သေးဘူးရကိုတင်ထားတဲ့ခေါင်းဆောင်မဟုတ်သေးလေရှက်စရာကောင်းသေးတာပဲအဲ့ဒါလောက်ယူတဲ့လူကဘိုးတက်လောက်တာကိုဗမာပြည်ကလူတွေကငြိခံနေကြသလားဆိုပြီးတော့အထင်သေးကြမှာအမှန်ပဲဗိုလ်တန်းရွှေလက်ထက်တုန်းကလည်းအဲ့ဒါလိုပြောတာမျိုးကိုခံခဲ့ရဘူးပါတယ်သူလှုပ်ချင်တိုင်းလှုပ်နေတာကိုမင်းတို့ဗမာတွေကဘာလို့ငြိခံနေကြသလဲဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုပါရှုတ်ချတာဗျအခုလဲဒီလိုတော်ရမယ်ဖွဲ့ပောက်ကရတွေကိုသူကိုယ်တိုင်ယုံတဲ့အပြင်မှာသူတစ်ပါးကိုလည်းကဘာတိအောင်ရှောက်ပြောနေတဲ့ပေါ်တော်လူကတက်ပြီးတော့အုပ်ချုပ်နေတာတောင်မင်းတို့ကရအောင်မတော်လှန်နိုင်ကြဘူးလားလို့အမေခံရမှာတော့အသေးချာပေါက်ပါပဲဘိုးကလေးမျိုးသားကျွမ်းမြန်နိုင်ငံရေးသမားကြီးဦးလှတင်အောင်ကွယ်လွန်ကနေ့မှာဘိုးကလေးဦးလှရွှေနဲ့အတူကျွန်တော်လူမမာမေးရောက်ခဲ့ပါတယ်အဲ့ဒီတော့ကဦးလှတင်အောင်ပြောသွားတဲ့စကားကိုအခုကြားရောက်မိပါတယ်ပထမတော့ကတော့အလာပသလာပဆန်ဆန်ပြောကြတာပါဦးလှရွှေကိုသူကမှားပါတယ်
ငါသိရင်ကြံတဲ့လူတွေဒုက္ခမရောက်စင်နဲ့ကွာ